လေကိုထဲရဲ့ပြီးပြည့်စုံတဲ့ယူပပေဒထောင်ဖြတ်ကနေလျှော့ဆင်းသွားပြီးအောက်ခံကိုရေထဲကိုအတင်းဖိချပေးလိုက်တယ်လို့ဖြစ်သွားတယ်။သူအယမ်းငြိမ်နေတယ်။လေပြင်းမုန်တိုင်းတွေကသူ့ကိုဘာမှလုပ်လို့မရတော့အောင်ငြိမ်နေတယ်။ဇေယာကလီဘာကိုပြန်တင်လိုက်တယ်။ငါးဖမ်းလေကလိုင်းကျွင်းတွေကိုခွဲထုတ်လိုက်တယ်။ရှေ့မှာကဖြောင်းတန်းနေတဲ့ပန်းတိုင်ပဲ။ဖြတ်ကျော်သွားနိုင်တာနဲ့ချန်ပီယံစုကသူ့ရဲ့အော်ဒါပဲ။စီးစိမ်ဥစ္စာကုန်သတင်းတွေအကုန်လုံးလက်တကမ်းမှာရှိနေပြီ။သူအချိန်တင်တော့မလို့လှုပ်တုံးမှာသူထေးစုမြတ်ကဗပတ်ပြတင်းပေါက်ကိုလက်ညှိုးထိုးပြီးရုတ်တရက်အော်လိုက်တယ်။ဇေယာကခေါင်းလှည့်ကြည့်လိုက်တယ်။မီတာ30အကွာမှာအောင်ကြီးရဲ့ဇိမ်ခံလေးကပင်လယ်ပြင်မှာလုံးဝကက်လန့်ဖြတ်ဖြစ်နေပြီ။ကြီးမားတဲ့လိုင်းလုံးကြီးကအောက်ခံပြက်နေတဲ့ဒီဇိမ်ခံလေးကိုနည်းနည်းချင်းစီအပေါ်ကိုပင့်တင်နေရဲ့။ညာဘက်လေကိုတဲကရေပေါ်ကိုထောင်တက်လာပြီ။ပန်ကာကလေထဲမှာပေါ်နေပြီ။အလွတ်လည်နေတဲ့နောက်ထပ်လိုင်းတစ်လုံးသာရိုက်ချလိုက်ရင်ခေါင်းလေးပြီးအောက်ပိုင်းပေါ်နေတဲ့ဒီတန်ခေါင်းတလားကြီးကတန်ပြီးမောက်သွားလိမ့်မယ်။လေရဲကလူတွေကဒီလိုပင်လယ်ခြေနေမှာအသက်ရှင်ဖို့လုံးဝမဖြစ်နိုင်တော့ဘူး။ဇေယာကအဆုံးထိတင်ထားတဲ့လီဘာကိုလွတ်လိုက်တယ်။သူစက္ကန့်ဝက်တောင်မစင်းစားလိုက်ဘူး။ဇေယာကစတီယာရင်ကိုဘက်ကိုအဆုံးထိလှည့်လိုက်ပြီးတစ်ချိန်တည်းမှာပဲကလပ်ကိုအားရပါရနင်းချလိုက်တယ်။သူထေးပါလို့မလို့လဲ။သူတို့လေကယေစုမြင့်ပြတ်သွားပြီးကဲလို့မရတော့ဘူး။အစင်မပြေရင်ကျမတို့ကိုပါဆွဲမောက်သွားလိမ့်မယ်ပင်လယ်ရဲ့စီကန်းကတင်မဲ့လူကိုပြစ်မထားရဘူးလားငါ့ကိုစတီယာရင်လာကင်ပင်းကအမိန့်ကိုနားထောင်လီဘာကိုတင်ကအနောက်ကိုသွားပြီးကျိုးသွားပြစ်မယ်အမြန်နှုံးကိုတည်ငြိမ်အောင်ထိန်းထားလေဦးကိုမလဲထွက်သွားစေနဲ့လေမောက်တော့မယ်လူတယောက်ထွက်လာပြီးကျိုးကိုဖမ်းတေချာကြည့်ထားအဲ့ဒီတိုင်လုံးကြီးမှာဆွပြီးနှစ်ပတ်ရစ်ပြီးတော့ခတ်ထားလိုက်ပြန်လာခဲ့နောက်ကြည့်မှန်ကိုတေချာကြည့်ထားငါသူ့ကိုဘယ်ချိန်တွန်းခိုင်းမလဲဆိုတာမင်းကရေပြင်းမြင်းကိုတေချာစောင့်ကြည့်ထားလီဘာကိုအဆုံးထိဖွင့်လိုက်ဇေယာကသွားကြိုက်ထားပြီးစတီယာရင်ကိုညာဘက်ကိုနည်းနည်းချင်းစီကွေးလိုက်တယ်သူအတင်းမဆွဲဘူးစုမြတ်တွက်ချက်ထားတဲ့ထောင်ဖြက်ရေလမ်းကြောင်းပြပြားတီအိုရီကိုတုံးပြီးပင်လယ်ရေစီးကြောင်းရဲ့တွန်းအားကိုအကူအညီယူပြီးတေးလောက်အောင်လေးတဲ့အလေးချိန်ကိုနည်းနည်းချင်းဖြည့်လျှော့လိုက်တယ်10စက္ကန့်20စက္ကန့်30ငါးဖမ်းလေရဲ့အမီးပိုင်းကတိုက်တေနီယန်တမဏိပြားကခေါင်းနှပန်းကြီးစရာကောင်းတဲ့ဖီအားတန်ခံရတဲ့ဂျာကျစ်ဆိုတဲ့အတန်ကြီးထွက်လာတယ်ဒါပေမဲ့ तू မပြတ်သွားဘူးအကွဲကြောင်တစ်ကြောင်လေးတောင်မပေါ်လာဘူးလူတိုင်းရဲ့လောင်ပြောင်တာကိုခံခဲ့ရတဲ့ဒီတစ်သားဆွေးကြီးကလုံးဝမာကြောတဲ့ပစ္စည်းနဲ့ရေရောမထားတဲ့စက်မှုလုပ်ငန်းရဲ့တွန်းကန်အားကိုအားကိုးပြီးမှောက်လို့နီးပါးဖြစ်နေတဲ့အဲ့ဒီဇိမ်ခံလေကြီးကိုနည်းနည်းချင်းစီတဲမှတ်ပေးလိုက်တယ်ဒါဘလို့အခြေအနေကြီးလဲရုပ်တံမှာဘာမှဖြတ်တောက်ထားတာမရှိဘူးယူပပေတက်ရဲ့နိုင်ရှင်ချက်ကအရန်ကိုရက်ဆက်ပြီးရှင်းလင်းလုံးတယ်အောင်ကြီးဂုံယူဝင့်ကြွားနေတဲ့ကြီးကြီးကျယ်ကျယ်ကြော်ညာထားတဲ့ပေါ်ပါတဲ့ဇိမ်ခံလေးတစ်ကြီးအနေနဲ့ကြီးတဲ့လေနဲ့လိုင်းအရှိမှာစက်ကူနဲ့လှုပ်ထားတဲ့ကစားစရာလိုပဲအလွယ်တကူကျိုးပဲ့သွားတယ်အောက်ခြေမှာရှော့ထားတဲ့တံမဏိတဝက်လေပေါ်ကလူကုံလုံးကိုတေလူနီးပါးဖြစ်စေခဲ့တယ်လူတိုင်းကရဲစရာဖြစ်တတ်မှတ်ထားတဲ့အဲ့ဒီငါးဖမ်းလေစုပ်လေးကတော့စစ်တပ်သုံးအဆင့်ထက်ကြော်လွန်တဲ့ကြောက်စရာကောင်းတဲ့အရာကိုပြသသွားတယ်ဖီအားခံနိုင်ရင်နဲ့တည်ငြိမ်မှုသူနိုင်ုံတင်မကဘူးသူကအလွန်ဆိုးရွားတဲ့ပင်လယ်အခြေအနေမှာတောင်ကိုထက်3ဆလောက်ကြီးတဲ့လေကိုဆွဲပြီးဘေးတိုက်သွားနိုင်သေးတယ်ဒါကသူထေးအောင်ပြောတဲ့တိန်းတောင်းချီတန်တဲ့စက်မှုလုပ်ငန်းအောင်မြင်မှုဆိုတာပဲဒီလိုပစ္စည်းခိုးသုံးထားတဲ့အမိုက်တွေကိုဝယ်တဲ့လူကကိုတက်နဲ့ရင်းပြီးကစားနေတာပဲလူလိန်လူသေးလူနီးပါးဖြစ်သွားတယ်သူ့ရဲ့ပြိုင်ပွဲဝင်ခွင့်အရေးချင်းအားလုံးကိုပယ်ဖျက်လိုက်အော်ဒါဖြတ်မယ်အခုချက်ချင်းဥပဒေရေးရာဌာနကိုဖုံးဆက်နာတို့ရဲ့စရံငွေတွေကိုလျော်ခိုင်းမယ်လူတိုင်းတည်သွားပြီအောင်ကြီးရဲ့လေတီဆောက်ရေးစက်ရုံကတော့ပြီးသွားပြီနမေကောင်းအကုန်လုံးအခွင့်ချွတ်ခံလိုက်ရပြီနတ်ဖျားလည်းသူ့ကိုကယ်နိုင်မှာမဟုတ်ဘူးတခြားသူထေးကြီးတွေကတော့မျက်နှာပြင်ပေါ်တောင်လိုခိုင်ခန့်နေတဲ့အဲ့ဒီလေစုပ်လေးကိုပဲစိုက်ကြည့်နေကြတယ်လေမောင်းတဲ့အဲ့ဒီလူငယ်လေးကဘသူလဲဆိုတာအခုချက်ချင်းစုံစမ်းစမ်းဒီလေအောက်ခံပြင်ဆင်ထားတဲ့ပုံစံစာရွက်ကိုဘလောက်ပဲပေးရနာတို့မဖြစ်မနေဝယ်ရမယ်နည်းနည်းလေးလွဲရင်အကုန်တေကုန်တော့မလို့စောကအချိန်လေးရောက်တဲ့အထိသူကဲကိုအသေးချာတိလိုက်ရတယ်လေတီဆောက်ရမှာပစ္စည်းခိုးသုံးပြီးချွေတာလိုက်တဲ့အဲ့ဒီတံမဏိတွေတဘာဝတရားရှိမှာတော့အသက်ရှင်နေတဲ့လူတွေရဲ့အသက်ကိုဆွဲထုတ်သွားတာပဲဆိုတာကိုဒီနေ့ဒါဇေယရဲ့တိုက်တေနီယန်လေးကအတင်းမဆွဲခဲ့ဘူးဆိုရင်သူတို့အကုန်လုံးငါးစာဖြစ်သွားပြီးလောင်ပြောင်တာမျိုးတွေမရှိဘူးအနိုင်ရသူရဲ့အထက်စီးကနေဆက်ဆံတာမျိုးလည်းမရှိဘူးဒါကစုမျက်စီစဉ်ထားတဲ့တင်မောအောက်ခံတန်ပေါင်တောင့်တင်းမှုအရေးသွေးထိန်းချုပ်ရေးနိုင်ငံတော်စံနှုန်းလမ်းညွှန်စာအုပ်ပဲဇေယကစာအုပ်ကိုအောင်ကြီးရှိကိုကမ်းပေးလိုက်တယ်ပြန်သွားပြီးအဲ့ဒီရှုပ်နေတဲ့စည်ရင်းတွေကိုရှင်းလိုက်ဦးလျော်ရမယ့်စာချုပ်ဖောက်ဖျက်ကြေးတွေလျော်လိုက်စက်ယုံရှိနေသေးရင်ဒီစံနှုန်းတိုင်းပြန်လုံနောက်ဆိုရင်ဒီလောကမှာခင်များထမင်းစားဖို့နေရာတနေရာရှိဦးမှာပါအောင်ကြီးကတုံရင်နေရဲ့လက်တွေနဲ့အဲ့ဒီထူတဲ့စာအုပ်ကိုလမ်းယူလိုက်တယ်စာမျက်နှာ10ကနန်းလောက်ရှိတဲ့ဒီစာအုပ်သူ့လက်ထဲကတိန်းတောင်းချီတန်တဲ့အတူအယောင်အော်ဒါတွေထက်အများကြီးပိုလေးလံနေတယ်ဆရာဇေယအသက်ကယ်ခဲ့တဲ့ကျေးဇူးကိုကျွန်တော်တစ်သက်လုံးမှတ်ထားပါမယ်ကျွန်တော်အောင်ကြီးချိန်ဆိုပါတယ်နောက်ဆိုလေဒီဆောက်တဲ့အခါဝက်ဥတလုံးထက်လျှော်ရရင်ကျွန်တော်ကိုမိုးကြိုးပစ်ပါစေကျွန်တော်ရိုးရိုးသားသားပဲနေပါတော့မယ်တောင်းပန်ပါတယ်အရင်တုန်းကငါအရန်ကုန်မောက်ခဲ့တယ်ဒီနေ့မှငါနားလဲသွားပြီသူများတွေပစ္စည်းခိုးသုံးပြီးတိဆောက်ထားတဲ့ရေမြုပ်တွေပေါ်မှာနင်းပြီးဘလောက်ပဲမြင့်မြင့်ရဲ့နေပြုတ်ကြရင်တေးမှာပဲမြေပြင်ပေါ်မှာခြေပွားအခိုင်မာရက်တည်နိုင်မှသာအစ်စ်အမှန်ဖြစ်တယ်သဘောပေါက်သွားရင်ကောင်းတာပေါ့ကန်းချေမှာချက်လက်မှတ်စာအုပ်တွေကင်ပြီးတန်းစီနေတဲ့သူသေးတွေနဲ့ရင်းနှီးမြုပ်နှံသူတွေအပြည့်ပဲအဲ့ဒီနေ့ကတိုက်ရိုက်ထုတ်လွှင့်ပြီးတဲ့နောက်မှာတော့ဇေယရဲ့အမာခံလက်ရာကလေတီဆောက်ရေးလောကတစ်ခုလုံးကိုကဲကိုတုံးလှုပ်သွားစေခဲ့တယ်
အစင်းမြင့်စိတ်ကြိုက်အော်ဒါတွေကတန်ပြီး3နှစ်စာလောက်တန်းစီသွားတယ်ဟာဟာဇေယတေချာစူးစမ်းလို့နော်လုံကြုံရေးကပထမပဲကြည့်ပါဦးငါတို့သားနဲ့တမီးစုမြတ်တို့ကအရန်လိုက်ဖက်တာပဲနော်သူထေးဆက်ပစ္စည်းတွေကိုယ်တိုင်စစ်ဆေးတာပြီးသွားပြီးစွမ်းအားထုတ်လို့မှုအပြည့်အဝကောင်းမွန်တယ်ထွက်မယ်